年年嘛，历史是咋不咋不？我过度都过点嘛历史是不？俺只说的都是他妈在嘛的理想啊，都是他妈的你马来西亚过，可能能够落票过，如历史 refugee camp 的用户他妈呢，提口比例嘛不多，我啥的项目比别嘛知道比，干什么摆比那么的价格他妈都特别嘛的理想啊。过年有马来西亚过，可能能够过点嘛历史是过的嘛是。ทีมีในเรื่องกว่าที่มาลิสูบอาจจะส่งอาบีไปที่ว่ากว่าตาละน้ำมาบิวแต่กว่าที่นี่ทุกคนละโน่ก็เลยเนี่ยปัจจุบันเนี่ยกว่าอยู่ยี่โดยจุดอันนี้สิ่งที่เราจะได้ตามมาที่มาคือที่มาอีกคนเนี่ยกว่าที่มาพูดกว่าบีที่สิ่งที่เป็นมาที่ฉันนะที่มาตอนนี้อยู่ลิสูสิบุมุกว่าแต่ละกว่ามาที่ดูที่เรายีน้ำมาบิวจะได้ตามมาพูดดูส่วนเราอะไรที่อยู่งานนี้มุกว่าที่มากว่าแต่ละกว่ามาเนี่ยกว่าตาเดวิดีโอฟูลานูก็เลยเนี่ยมัวจุมาว่าแต่ละความมันเนี่ยกว่าผู้มุสลิมยี่คือกุศลกว่าบีมัวชูจุดเดว่าแต่ละคนนั้นมาจุดจัดตั้งอ่ะก็เลยเนี่ยอะไรที่อยู่นั่นบีว่าแต่ละคนนิชาเนี่ยมัวชูจุดที่มาแต่ว่าส่วนนี้ก็เลยแต่ว่าแต่ละคนว่านี่เลยก็เลยเนี่ยมัวว่าส่วนนี้ความที่สุดเนี่ยนับที่นับนี่อยู่แต่ที่สตางค์อ่ะเป็นมาที่สตางค์ก็เลยเนี่ยความที่สุดบีเลยช่วงนี้อะไรช่วงนั้นเราเป็นเนี่ย莫怪一时的之前的是呢 ，MTV 都那块是对一个都在对价格大喽，过来你说的不，那我没有，不让我拿去提醒我，过来你阿里就用那边的三米高了是呢，我在那个我的是来的，这我就无法了我，还是说不话。老妹，September 啦，17ရက်နေ့နေ့လေ12နာရီကနေပြီးတော့ကျမတို့ည7နာရီအထိလူငယ်တွေကိုပျော်ပွဲရှင်ပွဲလုပ်ပေးဖို့စီစဉ်တစ်ခုဆွဲထားပါတယ်။လူတိုင်းလာရောက်ပေးဖို့ရန်အတွက်ဖိတ်ခေါ်ချင်တာဖြစ်ပါတယ်။နေရာကတော့ KR မှာဖြစ်ပါတယ်။ဘာလို့ပေးမှလဲဆိုလို့ရှိရင်ကျမတို့ LRC ရုံးတစ်နှစ်တည်းကျေးဇူးတော်ချီးမွမ်းပွဲနေ့မှာလူငယ်တွေကိုတချင်းစုံတန်ပွဲလေးတစ်ခုလုပ်ပေးမှာဖြစ်ပါတယ်။တချင်းစုံတန်ပွဲလေးကကျမတို့ freedom ပေါ့နော်။ကျမတို့တကယ်ချင်းတွေခေါ်လာလို့ရတယ်။ကျမတို့ voting စနစ်နဲ့သွားမယ်။ပြီးလို့ရှိရင်ပန်းကုန်းပန်းစည်းတွေနဲ့လည်းသွားမယ်ပေါ့နော်။ကျမတို့တချင်းစုံတန်ပွဲဆိုပြီးအရင် serious ဖြစ်စရာမလိုဘူး။ကြောက်စရာမလိုဘူး။တချင်းကိုကျမတို့6ပုတ်ရွေးချယ်ပေးထားမှာဖြစ်ပါတယ်။ယောက်ျားလေး3ပုတ်၊မိန်းကလေး3ပုတ်။ဆိုတော့စုကိုလည်း2စုရွေးချယ်ပေးထားပါတယ်။ယောက်ျားလေး1စု၊မိန်းကလေး1စု။ဒါမှဆိုရင်တော့ပထမဒုတိယမဟုတ်ပါဘူး။စု2စုလုံးက first ပဲပေါ့နော်။ပထမစုပါပဲ။ဆိုတော့ဒီစုရတဲ့သူကိုဘာလုပ်ပေးမှလဲဆိုလို့ရှိရင်သူတို့ကိုချီးမြှင့်ပေးမဲ့စုကအရန်ကြီးပါတယ်။ဘာဖြစ်လို့လဲဆိုရင်ကျမတို့မလေးရှားမှာရှိနေတဲ့လီဆူမောင်မယ်များအမြင့်ပညာဝါသနာပါတဲ့သူများကိုကျမတို့မြေတောင်မြောက်ပေးမှာဖြစ်ပါတယ်။ကိုပိုင်တန်စင်တချင်းအသစ်ကိုရေးဆက်ပေးပြီးတော့ကျမတို့တချင်းသွင်းပေးမယ်။ပြီးလို့ရှိရင်ကျမတို့ဒီ MTV ပြီးဆုံးအောင်ဒီရိုက်ပြီးတော့ video edit အားလုံးလုပ်ပေးမှာဖြစ်ပါတယ်။ပြီးသွားရင် RRC page ကနေလည်းတင်ပေးမှာဖြစ်ပါတယ်။ဒီတချင်းကိုကျမတို့ကပထမဆုရတဲ့သူကိုဆုချီးမြှင့်တဲ့လက်ဆောင်ဖြစ်ပါတယ်ရှင်။တကယ်ချင်းတွေကနေပြီးတော့ Facebook ကနေပြီးတော့ like and share အများဆုံးလုပ်ပေးနိုင်တဲ့သူတွေ viewer အများဆုံးရတဲ့သူတွေကိုလည်း voting စနစ်မှာထည့်သွင်းထားပေးပါတယ်။ပြိုင်ပွဲဝင်နေ့မှာSeptember 17ရက်နေ့တိုင်ပွဲဝင်နေမှာလဲစင်ပေါ်မှာရှင်တိုင်တဲ့အချိန်မှာကျမတို့ voting စာရွက်လေးတွေပေးပါတယ်။အဲ့ဒီ voting စာရွက်လေးတွေကလည်းအတက်ဝင်မှာဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ကတော့ကျမတို့ချစ်ရတဲ့သူတွေကျမတို့ကြိုက်တဲ့တိုင်ပွဲဝင်ကျမတို့အားပေးတဲ့တိုင်ပွဲဝင်ကိုကျမတို့ပန်းစည်းပန်းကုန်းနေနဲ့လဲကျမတို့စုချင်းညင်ပေးလို့ရပါတယ်။ဒီညမှာကျမတို့ပထမအဆင့်အနေနဲ့ကတော့ line ပေါ်မှာတူရိယာတစ်မျိုးမျိုးနဲ့တီးခတ်ထားတဲ့တချင်းကျမတို့သတ်မှတ်ထားတဲ့တချင်း6ပုတ်ထဲကစိုက်ရတဲ့ပုတ်ကိုရွေးချယ်ပြီးတော့ကျမတို့တီးဆိုပြီးတော့ Facebook page messenger မှာပို့ထားပေးရပါမယ်။ဒါပထမအဆင့်ကျမတို့ရွေးချယ်မှုပါပြီးလို့ရှိရင်တန်ပွဲဝင်လေးမှာကျမတို့နောက်ထပ်ဒုတိယအဆင့်ပြန်ရွေးချယ်မှာဖြစ်ပါတယ်။တတိယအဆင့်အနေနဲ့ကတော့တန်ပွဲဝင်အားလုံးထဲမှာကျမတို့9ယောက်ကိုပဲစကားနဲ့ရွေးချယ်မှာဖြစ်ပါတယ်။အဲ့ဒီ9ယောက်မှာကျမတို့ကပထမစုဒုတိယစုပေါ့နော်ပထမ2စုကျမတို့ပေးမှာဖြစ်ပါတယ်။ကြားတစ်စုမတစ်စုကျန်တဲ့3ယောက်ကတော့နှစ်သိမ့်စုအနေနဲ့ကျမတို့ချီးမြှင့်ပေးမှာဖြစ်ပါတယ်။ဆိုတော့ကျမတို့ပထမနဲ့ဒုတိယရတဲ့သူကတော့ကိုပိုင်တန်စင်တချင်းအသစ်ကိုသွင်းခွင့်ရမှာဖြစ်ပါတယ်။ဝေါဒီအခွင့်အရေးနဲ့အရန်ကိုတန်နေပါပြီဆိုတော့ကျမတို့ RRC တနစ်တေကြီးဆိုတော့ချီးမွမ်းပွဲမှာလူငယ်တွေကိုအဓိကထားပြီးတော့ပျော်ပွဲရှင်ပွဲလုပ်ပေးတဲ့အစီအစဉ်မှာလာရောက်ကြတဲ့သူတွေအကုန်လုံးကလည်း
ကျမတို့အားပေးကြမယ်ကျမတို့ရဲ့ပြန်ပွဲဝင်တွေကိုပန်းစီပန်းကုန်း voting စနစ်တွေနဲ့ကျမတို့ပြန်ပွဲဝင်တွေကိုအားပေးကြရအောင်။ဘာဖြစ်လို့ကျွန်တော်တို့ဒီလိုသတ်မှတ်ထားလဲဆိုရင်ဒိုင်တွေရဲ့အမှတ်ပေးစနစ်က90%ပဲရှိပါတယ်။လာရောက်ကြတဲ့ every သက်တွေရဲ့ voting စနစ်တွေပန်းစီပန်းကုန်းတွေအားပေးခြင်းတွေကိုဒီလက်ခုပ်တန်အားပေးခြင်းတွေကိုကျမတို့နားထောင်ပြီးတော့အဓိကတော့ voting ပြည်သက်ရဲ့ voting စနစ်ကိုကျမတို့90%ယူထားပါတယ်။ဒါကြောင့်တကယ်ကိုတော်တဲ့အရေးချင်းရှိတဲ့လီဆူမောင်မယ်တွေတဲကနေကျမတို့ရွေးထုတ်မှာဖြစ်ပါရဲ့ရှင်။ဒါကြောင့်မှန်ကန်တိကျတဲ့ဗတ်မလိုက်တဲ့တိုင်ပွဲတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။ဆိုတော့ဒီလူငယ်အယောက်90ကိုကျမတို့ကသတ်မှတ်ထားပြီးနောက်ပိုင်းမှာတိုင်ပွဲဝင်ကြီးအနေနဲ့ကတော့လူတယောက်ကို90 ringgit သတ်မှတ်ထားတာဖြစ်ပါတယ်။90 ringgit ပေးပြီးတော့ကျမတို့ကစင်ပေါ်မှာတီးဆိုခွင့်ရှိမယ်။နောက်ပြီးလို့ရှိရင်ကျမတို့ဒီ Facebook တွေ page တွေပါလဲကျမတို့ရဲ့တခြင်းတွေကိုတင်ပေးမယ်ဆိုတော့ကျမတို့အခွင့်အရေးတွေအများကြီးဖြစ်လာမှာဖြစ်ပါတယ်။ popular ဖြစ်တဲ့အခွင့်ကိုလည်းရမှာဖြစ်ပါတယ်။ဒါကြောင့်လူငယ်တွေလာရောက်ပြီးတော့ဒီစက်တင်ဘာ17ရက်နေ့ကိုခွင့်ယူပြီးတော့ပေါ့နော်ကျမတို့ဒီ RRC တနစ်တည်ကြီးဆိုတော့ချင်းမွန်ပွဲမှာအတူတူပါဝင်ကြဖို့ရန်အတွက်ဖိတ်ခေါ်လို့ခြင်းဖြစ်ပါတယ်။အရေးကြီးတဲ့အချက်ကတော့ RRC တနစ်တည်ကြီးဆိုတော့ချင်းမွန်ပွဲမှာလာတဲ့သူတိုင်းကလီဆူဝတ်စုံဝတ်လာပေးဖို့ရန်ဖြစ်ပါတယ်။ရိုးရာဝတ်စုံဖြစ်ပါစေခေတ်သစ် fashion ဖြစ်ပါစေစိုက်တာဖြစ်ပါစေလီဆူရိုးရာဝတ်စုံမှာမဟုတ်ပါဘူးလီဆူ fashion ဝတ်စုံလည်းဝတ်လို့ရပါတယ်။ဒါကြောင့်မို့လို့လာတဲ့ပရိသတ်တွေထဲမှာလည်း surprise အစီအစဉ်ရှိပါတယ်။ဝတ်စုံဝတ်လာတဲ့သူတွေကိုကျမတို့က surprise တိုက်ဖို့အစီအစဉ်ရှိပါတယ်။ဒါကြောင့်အားလုံးပဲပျော်ပျော်ရွှင်ရွှင်နဲ့တူတူကပါဝင်ကြဖို့ရန်အတွက်ဖိတ်ခေါ်လိုပါတယ်။ဒီတန်ပွဲဝင်တဲ့အချိန်မှာအဆိုတော်ဂျေသာဖီနဲ့အဆိုတော်ဆူလေးတို့ကနေလည်းဒီဆိုပေးမဲ့အပြင်လီဆူမောင်မဲလူငယ်တွေကနေပြီးတော့လည်းအကဒီရာအနေနဲ့လည်းစီစဉ်တင်ဆက်ပေးမှာဖြစ်ပါတယ်။ဒါကြောင့်စက်တင်ဘာ17ရက်နေ့မှာအားလုံးကြက်မကွက်လာရောက်ပြီးပါဝင်ကြဖို့ရန်အတွက်ဖိတ်ခေါ်လို့ခြင်းဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။စက်တင်ဘာ17ရက်နေ့တွေ့ကြမယ်နော်။ Bye bye